crop cycle ဆိုတာကဂျုံခင်ပြောင်းခင်အဆရှိတဲ့လေခွင်းတွေထဲမှာညတွင်ချင်းပဲပေါ်ပေါက်လာတဲ့ဒီဆက်ဝိုင်းပုံတွေခြေတရာနဲ့ပတ်သက်တဲ့ပုံတွေတခါကြလို့ရှိရင်အမျိုးအမည်မသိနိုင်တဲ့ပုံတံလိုမျိုးအကောင်ပုံစံလိုမျိုးစသည်ဖြင့်ထူးထူးဆန်းဆန်းပေါ်လာတဲ့ဒီအဝိုင်းပုံစံတွေအခင်းအကျင်းပုံစံတွေကိုခေါ်တယ်ဒီ crop cycle ကိုလူတွေနဲ့စပြီးတော့သတိထားမိတာကဒီ20ရာစု21ရာစုမှမဟုတ်ပါဘူးဟိုလွန်ခဲ့တဲ့1688ခုနှစ်ကတည်းကအင်္ဂလန်မှာကျွန်တော်တို့ဒီစာ crop cycle ရဲ့ပထမဆုံးမှတ်တမ်းလို့ယူဆရတဲ့အဖြစ်အပျက်တစ်ခုကဖြစ်ခဲ့တယ်ပေါ့နော်ဒီလေပိုင်ရှင်တယောက်ကတဲ့လင်ကိုခုတ်ပေးဖို့လေသမားတယောက်ကိုသူငှားတယ်ဒါပေမဲ့ဒီငှားတဲ့တောင်းတဲ့လစာကအရင်မြင့်တာဖြစ်တဲ့အတွက်အဲ့မှာလေပိုင်ရှင်စိတ်ဆိုးပြီးတော့မင်းကိုခေါ်မဲ့အစားတော့ငါ devil ပေါ့နော်ဒီနတ်ဆိုပဲခေါ်ပြီးခုတ်ခါလိုက်မယ်ကွာပေါ့သူလို့မိသွန်းတောက်တီးပြီးတော့သူတို့မျိုးစိတ်ပါလက်ပါနဲ့သူစိတ်ဆိုးလက်ဆိုးနဲ့သူပြောပြီးတော့ပေါ့နော်သူအဲ့ဒီညအိတ်လိုက်တယ်နောက်နေ့မနေ့ရောက်တဲ့အချိန်မှာပဲသူ့ရဲ့လေခွင်တခွင်လုံးကဒီပုံထူခြားတဲ့ပုံစံနဲ့အဝိုင်းနေပေါ့နော်ကျွန်တော်တို့ဒီအခုပုံမှာတွေ့ရတဲ့အတိုင်းပဲခုတ်ထားပြီးသားဖြစ်နေတာတွေ့ရတယ်ဒီကောင်ကကြတော့ဒီလူသမိုင်းမှာဒီ crop cycle အနေနဲ့လူတွေပထမဆုံးစတင်ပြီးတော့သတိထားမိတဲ့first encounter ပေါ့နော်ပထမဆုံးတွေ့တဲ့ crop cycle ဆိုပြီးကျွန်တော်တို့မှတ်တမ်းတင်ထားတယ်။သမိုင်းပညာရှင်တွေကတော့အဲ့ဒီပုံစံကတာမန်လက်နဲ့ခုတ်ထားတဲ့ပုံစံသာဖြစ်ပါတယ်ဆိုပြီးတော့သူတို့ပြောကြတယ်ပေါ့နော်။ဒါပေမဲ့လည်းဒါကလည်းသို့လောပဲဘယ်သူမှတော့အတိအကျcrop cycle ဖြစ်တယ်မဖြစ်ဘူးလူတွေခုတ်တယ်မခုတ်ဘူးဆိုတာကိုတော့အခုချိန်ထိဘယ်သူမှတေချာကကနနမပြောနိုင်သေးဘူးပေါ့နော်။ဒီလိုနဲ့1992ခုနှစ်မှာ